မိတ်ဆွေများမင်္ဂလာပါခင်ဗျlive လွှင့်တာကျွန်တော် live မကောင်းလို့အဆင်မပြေလို့ဗီဒီယိုဖိုင်တိုလေးရိုက်ပြီးပြန်တင်ပေးပါမယ်ခင်ဗျာနော်ဒီမှာ2ဦးမှာ3ထိပ်နဲ့ပတိန်5လို့ဖြစ်လိုက်တယ်ဗျာနော်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်12နှစ်ချရတာနဲ့သူ2ထိပ်နဲ့ပတိန်5လို့ကြာဗျာနော်သူကနေဒီဘက်ကို1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်ချတာနဲ့နော်တစ်ထိပ်နဲ့ပရိန်5လို့သူကကြာတယ်တစ်ထိပ်နဲ့ပရိန်5တစ်ထိပ်နဲ့ပရိန်5နှစ်ထိပ်နဲ့ပရိန်5သုံးထိပ်နဲ့ပရိန်5ဆိုပြီးသူကစီနီယံပြေးလာတယ်နော်သူစီနီယံပြေးလာတာမှသူကရိုးရိုးလေးပြေးလာမှာတော့ဒီသုံးထိပ်နဲ့ပရိန်5ရဲ့ရှေ့မှာတဲ့1နှစ်2နှစ်3နှစ်မှာတဲ့ခါ3လုံးပါတဲ့2ခါ3ခါ9ခါဆိုခါ3လုံး4ဖြစ်ပြီးမှသူကဆင်းလာတာခါ3လုံး4လို့ဖြစ်တယ်နောက်ပိတ်3လုံးကလည်းဒီမှာ30လို့သူကအားလုံးချုပ်ငိမ့်ပြီးမှသူကဒီဘက်ကို3ထိပ်နဲ့ပရိန်5လို့ဆင်းလာခဲ့တယ်ဒီ2ထိပ်နဲ့ပရိန်5လို့2ထိပ်နဲ့ပရိန်5လို့ဆင်းမဲ့ကြတော့လဲရှေ့မှာ1နှစ်2နှစ်3နှစ်နော်3နှစ်ကျော်လိုက်တာနဲ့2ခါ4ခါ8ခါဆိုရခါ3လုံး4လို့ဖြစ်ပြီးမှဒီနောက်ထောင်3လုံး30လို့နော်30လို့ဖြစ်ပြီးမှသူကဆင်းလာပြန်နော်အဲ့လိုလေးဆင်းလာခဲ့တာတခါဒီဘက်မှာလဲသူကတစ်ထိပ်နဲ့ပရိန်5လို့ဖြစ်လိုက်တာနဲ့သူကသူ့ရဲ့ရှေ့မှာ1နှစ်2နှစ်3နှစ်ကျော်လိုက်တာနဲ့2ခါ5ခါခွန်းခါဆိုရောခါ3လုံး4လို့ဖြစ်ပြီးရောဒီနောက်ထောင်3လုံးကလည်း30လို့သူကအဲ့လိုချုပ်ပြီးတော့သူကအဲ့လိုပရိန်5ကိုထိပ်စီးစီနေရတဲ့သူပြေးလာတာနော်အဲ့လိုပြေးလာခဲ့ပြီးတော့မှတဲ့သူကဒီ3ထိပ်နဲ့ဒီ3ထိပ်နဲ့ပရိန်5ရဲ့အောက်မှာတစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်မြောက်မှာတဲ့တစ်ပရိတ်လို့ရတယ်10တလုံးပါနဲ့တစ်ပရိတ်မူသေးထောက်တယ်10တလုံးပါနဲ့တစ်ပရိတ်မူသေးထောက်ပြီးရောတဲ့ဒီ6ပရိတ်တစ်ပရိတ်5ပရိတ်ဆိုရောပရိတ်3လုံးပေါင်းကတော့5လို့ဖြစ်တယ်နော်အဲ့လိုဖြစ်လာတယ်စီနီယံပြေးလာတော့ဗျာဒီနှစ်ထိပ်နဲ့ပရိတ်5လို့ထွက်တဲ့ချိန်မှာလဲသူ့အောက်တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်မြောက်မှာတဲ့10တလုံးပါနဲ့တစ်ပရိတ်ထွက်တယ်နော်အဲ့တစ်ပရိတ်ထွက်တော့လဲဒီပရိတ်3လုံးပေါင်းကတဲ့6ပရိတ်1ပရိတ်9ပရိတ်ဆိုရောပရိတ်3လုံးက6လို့ဖြစ်တယ်နော်စောစောက5ကိုသာပရိတ်3လုံးပေါင်း6စီနီယံသူကအဲ့လိုပြေးလာခဲ့တာဒီတစ်ထိပ်နဲ့ပရိတ်5လို့ထွက်လိုက်တော့လေတဲ့တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်မြောက်မှာတဲ့10တလုံးပါနဲ့1ပရိတ်လို့16ခွန်းထွက်တယ်နော်သူ့ရဲ့ဘေးမှာ6ပရိတ်10ပရိတ်ဆိုတော့နော်ခွန်းပရိတ်3လုံးပေါင်းခွန်းလို့မြည်တာနော်ခွန်းပရိတ်3လုံးပေါင်းခွန်းဒီမှာပရိတ်3လုံးပေါင်း6ဒီမှာပရိတ်3လုံးပေါင်း5လို့သူကထွက်လာတယ်အဲ့လိုထွက်လာပြီးရောတဲ့ဒီ3ထိပ်နဲ့ပရိတ်5ရဲ့နောက်နှစ်ထဲကားတဲ့5တလုံးပါတဲ့ကဏ္ဍတစ်ခွက်ကသူကလိုက်ပြီးလှုပ်တယ်ရတယ်914ဆိုတဲ့ကဏ္ဍတစ်ခွက်ကသူက914ဆိုတဲ့ကဏ္ဍတစ်ခွက်က1 2 3 4နှစ်မြောက်ထဲမှာတဲ့အဲ့914ဆိုတဲ့ကဏ္ဍတစ်ခွက်က9အလေတိုင်းနဲ့နော်451ဆိုရတော့ထွက်တယ်ရနော်ကျွန်တော်တို့အခုနှစ်ထိပ်နဲ့ပရိန်5ထွက်တဲ့နှစ်ရဲ့နောက်နှစ်ကားတဲ့9တလုံးအပါနဲ့ကဏ္ဍတစ်ခွက်ကားတဲ့ခွန်9နှစ်ဆိုတဲ့ကဏ္ဍကားတဲ့1 2 3 4အဲ့4နှစ်မြောက်ထဲမှာတဲ့နှစ်9ခွန်းဆိုရော9လေတိုင်းနဲ့မူတီလိုက်ထွက်တယ်ဗျာနော်9လေတိုင်းနဲ့မူတီလိုက်ထွက်တယ်ဆိုတော့ကျွန်တော်တို့အခုရောက်ကနှစ်ထဲမှာတစ်ထိပ်နဲ့ပရိန်5ရဲ့နောက်နှစ်ထဲက9တလုံးပါနဲ့ကနန်းဆိုရင်9 1 9တကွက်ရှိမယ်6 5နှစ်တကွက်ရှိမယ်6 3 5ရှိမယ်930ရှိမယ်4 5 3ရှိမယ်ဒါတွေကိုပတ်လဲထိုးမယ်ဆိုကျွန်တော်တို့အကွက်ကျုံလိုက်တာပေါ့ဗျာနော်9 5 1ခွန်9ခွင်9 4 4ဆိုပြီးတော့ကနန်းတွေကိုကျွန်တော်အကွက်ကျုံလိုက်တဲ့ချိန်မှာ9ခါမှုစီနဲ့နော်2023က9ပါတော့ကနန်း9လေတိုင်းနဲ့ထွက်ဖို့ရှိရဲဆိုပြီးတော့ကျွန်တော်ဒီမှာကနန်းလေး12ခွက်ဒဲရွေးပေးလိုက်တယ်ပေါ့နော်မိတ်ဆွေများအကြိုက်တူရင်ထိုးကြပါအခြားဆရာတွေနဲ့တိုက်ဆိုင်ရင်လည်း credit ပေးပါတယ်ဒီကရနာစာရွက်ကလေးရချဲဆရာတွေကုံဝိုင်းအောင်ကြည့်ရဆိုတော့အမြင်ချင်းတူတာရှိရင်ရှိမယ်ယူဆချင်းမတူတာလည်းရှိပါတယ်ကျွန်တော်ရဲ့သင်ဆရာမြင်ဆရာတွေအားလုံးကိုလည်းကျွန်တော်အမြဲတမ်းဂါရဝပြုပါတယ်အားလုံးမိတ်ဆွေများကံကောင်းပါစေဒီ9ပါတော့2023က9ပါတော့
ခဏ9လေတိုင်းနဲ့မိမိတို့စိတ်ကြိုက်ရွေးချယ်ပြီးတော့ကံထူးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်